နိုင်ငံတကာယဉ်ကျေးမှုတွေထဲမှာစိတ်ဝင်စားမှုအများဆုံးခံနေရတဲ့မြန်မာနဲ့ထိုင်းနိုင်ငံအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကမ္ဘာယဉ်ကျေးမှုတွေထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တဲ့နိုင်ငံတစ်နိုင်ငံကိုမိတ်ဆက်ပေးကြပါမယ်အဲ့ဒါကတော့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံပါရင်းတွင်နေရင်ယဉ်ကျေးမှုဘာသာရေးအမွေအနှစ်နဲ့နိုင်ငံရေးသမိုင်းကြောင်းများကြောင့်နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုယနေ့ထိခံယူထားရတဲ့နိုင်ငံတွေပါပဲအခုတင်ဆက်ပေးမယ့်ဗီဒီယိုမှာတော့ယဉ်ကျေးမှုအနေနဲ့မြန်မာနဲ့ထိုင်းတို့ရဲ့ထူးခြားမှုထင်ရှားမှုနိုင်ငံတကာရဲ့စိတ်ဝင်စားခံနေရတဲ့အကြောင်းအရာတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့သဘာဝအမွေအနှစ်များမြန်မာနိုင်ငံဟာအရှေ့တောင်အာရှဒေသတွင်တည်ရှိပြီးတော့တမိုင်းဝင်ယဉ်ကျေးမှုနဲ့သဘာဝအလှပကြောင့်နိုင်ငံတကာလွှမ်းမိုးမှုတစ်ခုအဖြစ်ခံယူနေတဲ့နိုင်ငံဖြစ်ပါတယ်ယဉ်ကျေးမှုနဲ့သာသနာမြန်မာယဉ်ကျေးမှုရဲ့အခြေခံကျတဲ့အရာကတော့ဗုဒ္ဓဘာသာပါပဲလူထုအများစုကတရားဝါဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီးဘုန်းတော်ကြီးကြောင့်တရားနာကြကြမှုတန်ခါအလူတွေဟာလူနေမှုဘဝနဲ့ဆက်လင်းနေကြပါတယ်ဒီပုံရိပ်တွေကနိုင်ငံတကာရဲ့စိတ်ဝင်စားမှုတစ်ခုလိုဖြစ်လာပါတယ်မူရင်းယဉ်ကျေးမှုအလောင်းမြန်မာအဝေစားဖြစ်တဲ့လုံကြီးချိတ်တမိန်နဲ့အင်ကြီးစတုံးနဲ့တနခါးစားတဲ့စင်ရင်မှုတွေကမြန်မာရဲလူတီများလာတဲ့ထုံးစံတရက်အဖြစ်တင်ပြတတ်ကြပါတယ်မြန်မာနိုင်ငံရဲ့ချစ်ခင်မှုပြသမှုစားတဲ့စကားဝိုင်းတွေဟာတခြားနိုင်ငံသားတွေအတွက်စိတ်ဝင်စားဖွယ်ရာတွေဖြစ်ပါတယ်တဘာဝအလှပမြန်မာပြည်မှာရှိတဲ့တဘာဝခရီးသွားဆွဲဆောင်မှုတွေကတော့နိုင်ငံတကာမှခရီးသွားတွေကိုစိတ်ဝင်စားလာစေပါတယ်ဥပမာအင်းလေးကန်ရဲ့လှေပေါ်ငားမယ်ရင်ကျေးမှုဗကံမှာရှိတဲ့လက်ညှိုးထိုးမလွဲဖျားများနဲ့နေဝင်ချိန်စီးစာရှုခင်ချင်းတောင်ပေါ်ကမိုးတိမ်အလှရန်ကုန်မြို့ပေါ်ကတပ်ပယ်လာတဲ့ရွှေတကုံစီရီတော်တို့ဖြစ်ပါတယ်နံပါတ်2ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့စိတ်ဝင်စားဖွယ်ခရီးထိုင်းနိုင်ငံဟာလည်းအရှေ့တောင်အာရှရဲ့ခရီးသွားအရေးအတွက်အများဆုံးနိုင်ငံတစ်ခုဖြစ်ပြီးတော့ယဉ်ကျေးမှုနဲ့စီကားမှုကြောင့်နိုင်ငံတကာကစိတ်ဝင်စားမှုအများဆုံးခံယူထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ယဉ်ကျေးမှုနဲ့ဖျားမြောင်ထိုင်းမှာလည်းဗုဒ္ဓဘာသာကိုလူထုအများစုကကိုးကွယ်ပါတယ်။ထိုင်းနိုင်ငံကဖျားကြီးကြီးတွေဟာခရီးသွားများအတွက်ထင်ရှားပါတယ်။ထိုင်းယဉ်ကျေးမှုဟာတဘာဝအတိုင်းနဲ့ကဘာကြီးကိုဝင်ရောက်သွားနိုင်ပါတယ်။ပွဲတော်ယဉ်ကျေးမှုထိုင်းမှာ Songkran Festival ရေကစားပွဲတော်ဟာနိုင်ငံတကာရဲ့ခရီးသွားတွေအတွက်စိတ်ဝင်စားစရာအရာတစ်ခုဖြစ်ပါတယ်။ပြီးတော့လွိုင်းကရတုံပွဲတော်မှာလည်းမြင်းလွတ်ပေးခြင်းမီးလင်းဖွင့်ခြင်းနဲ့ပတ်သက်ပြီးခရီးသွားများအတွက်ကြီးမားတဲ့အတွေ့အကြုံများခံစားသွားစေနိုင်ပါတယ်။ယဉ်ကျေးမှုနဲ့အစားအသောက်ထိုင်းစားသောက်ဟာတုံယံပတ်ထိုင်ဂရင်းကာရီစားတဲ့ချိုနူးနူးချင်းနူးနူးအရသာတွေနဲ့နိုင်ငံတကာရဲ့စားသုံးသူတွေရဲ့အကြိုက်ဆုံးအရသာဖြစ်လာပါတယ်။ထိုင်းဝေစားတွေဟာလည်းယနေ့အချိန်မှာတဘာဝတင်နဲ့ဖန်တီးထားတဲ့ယဉ်ကျေးမှုဝတ်စုံတွေဖြစ်ပါတယ်။နိုင်ငံတကာအာရုံစိုက်မှုထိုင်းဟာ Land of Smile ဆိုတဲ့နာမည်နဲ့အမေရိကန်၊ဥရောပ၊ဂျပန်၊တရုတ်တို့ရဲ့ခရီးသွားစီမံကိန်းအတွင်းအမြဲတမ်းပါဝင်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။တောင်ပိုင်းမှာဖူးခက်၊ခရာဘီမြို့တွေဟာနိုင်ငံတကာမှာလွန်စွာစိတ်ဝင်စားခြင်းခံနေရပါတယ်။မြန်မာနဲ့ထိုင်းတို့ဟာအရှေ့တောင်အာရှရဲ့ဗုဒ္ဓယဉ်ကျေးမှုအရင်းမြစ်တစ်ခုသာမကနိုင်ငံတကာရဲ့စိတ်ဝင်စားမှုကိုတခြားအရှေ့တိုင်းရဲ့ယဉ်ကျေးမှုနဲ့နှိုင်းယှဉ်မထားနိုင်အောင်အားသာချက်များစွာရှိနေကြပါတယ်။သာသနာတော်ကိုရိုသေအရေးပေးလှုပ်ရှားမှုများပွဲတော်ယဉ်ကျေးမှုအစားအသောက်ထူးခြားမှုတွေကမြန်မာနဲ့ထိုင်းကိုကမ္ဘာလှည့်လည်ဖို့ပြင်နေတဲ့ခရီးသွားတွေရဲ့စိတ်ထဲမှာအမြဲအမှတ်ရနေစေပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီအကြောင်းအရာလေးကိုကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်တော့ကျမတို့ရဲ့ page လေးကို like and follow ပြုလုပ်ခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။